အညွန်ဟာဆဲဟောကျွန်တော်ဒီနေ့မှာဆိုရင်တော့ပူကီလေးကိုချက်ပြပေးသွားမှာဖြစ်ပါတယ်လိုအပ်တာတွေကတော့ကောင်းချင်းမုတ်တစ်ခွက်ရဲ့ဆန်မုတ်ကကျွန်တော်တို့ခွက်ရဲ့3ပုံတစ်ပုံရဲ့ရေနွေးကိုကြတော့တစ်ခွက်လိုအပ်ပါတယ်ရေကအပူဖြစ်ရမှာပါဒီအမုတ်တွေနဲ့ရေတွေနဲ့အားလုံးတမအောင်နေပါမယ်နေပြီးသွားရင်လက်နဲ့ကင်လို့ရတဲ့အခြေအနေမှာဆိုရင်ကျွန်တော်တို့လက်နဲ့ဖိနေပါမယ်အကယ်၍အရန်ကတ်ရင်လည်းကောင်းချင်းမုတ်အနေငယ်ထပ်ထည့်လို့ရပါတယ်ပြီးသွားရင်ကျွန်တော်တို့လှိမ့်မဲ့ပန်းပေါ်မှာကောင်းချင်းမုတ်ဖြူမယ်ခုနက dose ကိုနောက်တစ်ခေါက်ချော့သွားအောင်နေပေးရမှာဖြစ်ပါတယ်မုတ်သားတွေတော်တော်လေးညက်သွားပြီဆိုတော့ကျွန်တော်တို့အလိတ်လေးတွေလိပ်ပါမယ်အလိတ်လေးတွေလိပ်ပြီးတဲ့အခါမှာဆိုရင်ကျွန်တော်တို့လိုချင်တဲ့အပိုင်းလေးတွေပိုင်းဖြတ်ပါမယ်ခမန်းကြီးလက်ညှိုးတစ်ချောင်းစာလောက်ဆိုရင်ရပြီဖြစ်ပါတယ်အကယ်၍ကျွန်တော်တို့ကစုံနဲ့လှုပ်ချင်နေရပါတယ်ကစုံကို80 gram သုံးပါမယ်ပြုတ်ပြီးသားပါကောင်းညင်းကိုလည်း80 gram ပါဆန်မုတ်ကို20 gram အားလုံးကိုနှံ့အောင်နေပြီးသွားရင်ဒီတစ်ခါမှာရေနွေးကိုကြတော့ခွက်တစ်ဝက်ပဲထည့်မှာဖြစ်ပါတယ်နေတာကြတော့ခုနကကောင်းညင်းနေတယ်လို့ပါပဲအားလုံးကိုတမအောင်နေမယ်နေပြီးသွားရင်အကယ်၍စီးကပ်နေတယ်ဆိုရင်ကျွန်တော်တို့ကောင်းညင်းမုတ်ထည့်ပြီးတော့အနည်းငယ်ချိန်ဆလို့ရပါတယ်ခုနကကောင်းချင်းမုတ်လိုပဲကျွန်တော်တို့ဒီကစုံအကြောင်းလေးတွေကိုလည်းအခုလိုမျိုးလုပ်ပါမယ်ပြီးသွားရင်ရေနွေးစုစုထဲမှာအားလုံးကိုထည့်ပြီးတော့ပြုတ်ကမှာဖြစ်ပါတယ်ပြုတ်တော့ဒီသူတို့မုတ်သားလေးတွေကအကုန်လုံးပေါ်လာပြီဆိုရင်ရေခဲရေထဲမှာဒီစိန်ထားပေးရမှာဖြစ်ပါတယ်စိန်ပြီးွားရင် sauce ကိုစားဖြော်ပါမယ်ပထမဆုံးရေကိုတစ်ခွက်ထည့်ပါမယ်ပြီးရင် gochujang sauce ကိုကျွန်တော်တို့2ဆွန်းခွဲစာလောက်ထည့်မှာဖြစ်ပါတယ်တော့ပူကီမှာဒီ sauce ကအဓိကပဲဖြစ်ပါတယ်ပြီးသွားရင်ကွန်ပျူတာရှိကိုအနည်းငယ်လေးထည့်ပါမယ်တကြားကို2ဆွန်းထည့်ပါတယ်ကွန်ပျူတာရှိကမရှိလဲမထည့်လို့ရပါတယ်ပြီးသွားရင်ငရုတ်သီးမှုတ်ကိုကျွန်တော်တို့2ဆွန်းထည့်ပါမယ်ပဲငတ်မြရဲ့အကြီးကို2ဆွန်းထည့်ပါမယ်နောက်ဆုံးမှာကျွန်တော်တို့ငါးတိုဖူဒါမှမဟုတ်ရင် fish cake လေးတွေထည့်လို့ရပါတယ်ပြီးသွားရင်ခုနကပြုတ်ပြီးတော့အေးခဏတဲ့တော်ပူကီအချောင်းကြီးတွေထည့်မှာဖြစ်ပါတယ်ထည့်ပြီးသွားရင်ဒီ sauce ကိုပြစ်လေး15မိနစ်လောက်စူအောင်တည်ပေးထားမှာဖြစ်ပါတယ် sauce ကပြစ်လာပြီဆိုရင်အရန်ကိုအရသာရှိတဲ့ကိုရီးယားတော်ပူကီလေးကိုရပြီဖြစ်ပါတယ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ